စိတ်မကောင်းလိုက်တာရှေ့တငယ်ချင်းတို့ကြားပြီးလားမျက်မှောက်အကူကြီးတယောက်မတော်တဆဖြစ်ပြီးတော့ဆုံးသွားခဲ့တာဆုံးသွားတဲ့အကူကလည်းရဲတနာဖို့ကောင်းပါတယ်ရှေ့ဒီနေ့15ရက်နေ့နေ့လယ်17နာရီလောက်ကထိုင်းနိုင်ငံနခေါ်ရက်ချက်စီမမျိုးရဲ့စက်ရုံတရုံမှာမျက်မှောက်အကူကလည်းစက်ရုံ3ပန်းကအရွက်ကြီးထိမိပြီးတော့ဆုံးသွားတာပါရှေ့ဒီအကူကြီးရဲ့နာမည်ကိုတော့တည်င်းကကိုတန်းလိုက်အသက်35နှစ်လို့ပြောထားပါတယ်ရှင်ကိုတန်းလိုက်တာဝန်ကြတဲ့အလုပ်ကတော့စက်ပြင်တို့ဝရင်တို့နဲ့သက်ဆိုင်တဲ့စက်ပြင်ဆရာတယောက်ပါရှင်သူဆုံးတဲ့နေရာကတော့စက်ရုံ3တန်ဖုံအကြီးကြီးထဲမှာဆုံးနေတာပါပန်ကအရွက်လဲတဲ့အချိန်ကြောင့်အကိုတန်းလိုက်ရဲ့ပိုက်နေရာဒီအရှိမအရှိချောင်းကြီးဖြစ်သွားတယ်အရွက်လဲတဲ့အချိန်ကြောင့်အနောက်ကျောရုပ်ကိုဖောက်သွားပြီးတော့အယိုးတွေကပြတ်ထွက်သွားတယ်ရေအုံဒီနေရာမှာလေးတစောင်းလိုက်အရှိချောင်းကြီးဖြစ်သွားပါတယ်ရှင်အရှိရနေရာကပွင့်သွားတော့အထက်ကကိုရွေးအစိတ်ပိုင်းတွေကတန်ပုံးတွေကိုထွက်ကြကုန်ပါတယ်ရှင်ဥပမာဒါကစက်ရုပ်သုံးပန်ကဆိုပါဆိုရှင်အထက်ကပန်ကအရွက်တွေထိပြီးတော့ဆုံးသွားတာပါကိုတန်းလိုက်ပါလို့ဒီလိုမျိုးဖြစ်ရတာလဲသူအလုံးလုံးနေတဲ့တန်ပုံးထဲမှာနေနေရေးပါကြောက်ဆုံးသွားခဲ့ရတာလဲကိုတန်းလိုက်သူအလုံးလုံးနေစင်မှာအန်ဒီရဲ့ဖြစ်စေနိုင်တဲ့မိခလုတ်အလုံးကိုလည်းပိတ်ထားပြီးမှအလုံးလုံးတာအန်ဒီရဲ့ကင်းသွားမှပဲတန်ပုံးထဲမှာဝင်ပြီးတော့လှုပ်เสียရှိတာကိုလှုပ်တာဘာကြောင့်ကိုတန်းလိုက်ကနေနေရင်းနဲ့တန်ပုံးထဲမှာဆုံးသွားရတာလဲဆိုတဲ့အဖြစ်မှန်ကိုစုံစမ်းလိုက်တော့အကိုတန်းလိုက်ကဒီနေ့15ရက်မှာစက်ရုံ3တန်ပုံးကြီးထဲမှာသူပြုတ်ပြင်စရာရှိလို့တူးတဲ့တော့ပြုတ်ပြင်ပါတယ်တန်ပုံးထဲကိုမဝင်ခင်မပြင်ဆင်ခဲ့တဲ့ကအကိုတန်းလိုက်ကစက်ရုံ3ပန်ကအကြီးတွေသူ့နဲ့သက်ဆိုင်တဲ့အန်ဒီရဲ့ဖြစ်စေနိုင်တဲ့မိခလုတ်တွေနောက်ဒီတန်ပုံးထဲဝင်လို့ရှိရင်အဓိကဒီစက်ရုံ3မှာရှိတဲ့စဝစ်ခလုတ်ဆိုတာရှိပါတယ်ရှင်အကိုတန်းလိုက်ကသူတန်ပုံးထဲကိုမဝင်ပြင်ခင်မှာမိခလုတ်ဖြစ်တဲ့စဝစ်ခလုတ်ကိုတခါတည်းပိတ်ထားပြီးသားပါရှင်စိတ်ချရပြီဆိုမှအကိုတန်းလိုက်ကပြုတ်ပြင်စရာရှိတာကိုတန်ပုံးထဲမှာတွားဝင်ပြုတ်ပြင်ပါတယ်ရှင်အဲ့ဒီချိန်မှာကိုတန်းလိုက်သူ့မဝင်ခင်တော့ကပိတ်ထားခဲ့တဲ့မိတ်ဆွေခလုတ်တွေကိုအလုတ်သမားတအုပ်ကမသိပဲနဲ့တွားဖွင့်လိုက်တော့မိတ်ဆွေခလုတ်တွေကဖွင့်သွားပြီးတော့အလုတ်လောက်ပါတော့တယ်ရှင်စက်ရုပ်သုံးပန်းကအကြီးကြီးကလည်းထလဲပါတော့တယ်ရှင်စက်ရုပ်သုံးပန်းကအကြီးကြီးတွေအားကလူတယောက်ကိုအသားလေးဆွဲဆုပ်နေနိုင်ပါတယ်ရှင်ကိုတန်းလိုက်ဟာစက်ရုပ်သုံးပန်းကအကြီးကြီးရဲ့အတွင်းထဲကအရွက်နဲ့ထိမိပြီးတော့ဒီတန်ပုံးထဲမှာပဲလေဆုံးသွားခဲ့ပါတယ်ရှင်ဆုံးသွားသူကိုတန်းလိုက်ဟာထိုင်းမှာအနေကြပြီလို့သိရပါတယ်ရှင်ထိုင်းဥပဒေကချမှတ်ထားတဲ့စာရွက်စာတမ်းအပြည့်အစုံရှိပါတယ်ရှင်တန်းလိုက်ဟာစက်ရုံရဲ့စက်ပြင်စရာတအိုးရှိပါတယ်ရှင်စက်ရုံကစမိုပကမှာတရုံနခေါ်ရချက်စီမမှာတရုံလို့သိရပါတယ်ရှင်ကိုတန်းလိုက်ဟာစမိုပကနဲ့နခေါ်ရချက်စီမမျိုးကိုအသွာလာစက်ပြင်လုပ်ကိုလုပ်ပါတယ်ရှင်စမိုပကမှာပြည့်ရင်လဲစမိုပကမှာတဖြစ်နဲ့နခေါ်ရချက်စီမမှာလိုအပ်ရင်လဲကိုတန်းလာကလာပြင်ပေးလေးရှိပါတယ်ရှင်ကိုတန်းလာရဲ့ဒီနေ့15ရက်နေ့စက်ရုံထဲမှာဆုံးတယ်မလားရှင်အမျိုးသမီးဖြစ်တဲ့သူကတော့စမိုပကစက်ရုံမှာအလုပ်လုပ်နေတယ်လို့သိရပါတယ်ရှင်မိသားစုနဲ့လည်းထပ်တူဝမ်းနေရပါတယ်